မှောင်မိုက်နေတဲ့ညရဲ့အလင်းရအောင်မှာအမိကိုကြောင်းပါတဲ့မြေခွေးတစ်ကောင်ကတောင်းကျမ်းနေပါတယ်။အဲ့ဒီမြေခွေးကြီးကိုလူသားနှင်ကြတစိုးကလည်းအသေးအတန်တိုက်ခိုက်နေကြပါတယ်။အဲ့ဒီချိန်မှာအေယာမဖားကြီးတစ်ကောင်ပေါ်လာပြီးတော့သူ့အပေါ်မှာသပင်အဝါရောင်နဲ့လူတစ်ယောက်ရက်နေပါတယ်။ထို့သူကတော့ကိုနိုဟာနှင်ကြရွာရဲ့၄ယောက်မြောက်ဟိုကာကဲဖြစ်ပါတယ်။သူကအရန်တော်တဲ့နှင်ကြတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့တိုက်ကွက်တွေကလှင်မြန်လွန်းလို့ yellow flag လို့တော့အများကတင်စားခေါ်ဝေါ်ကြပါတယ်။အဲ့ညမှာပဲသူကမြေခွေးမိတ်ဆာကြီးကိုချိတ်ပိတ်နိုင်ခဲ့ပြီးတော့သူကိုယ်တိုင်လည်းအသက်ပေးခဲ့ရပါတယ်။တာရတဲ့နေ့လေးတစ်နေ့မှာနှင်ကြပေါက်စာလေးတစ်ကောင်လူကြီးတွေကလိုက်ဖမ်းနေရပါတယ်။အကြောင်းကတော့ကိုနိုဟာရွာရဲ့အထွတ်အမြတ်ဖြစ်တဲ့မျက်နှာပုံစံကြောက်တုံးကြီးတွေမှာဆေးရောင်လုံးချယ်ပြီးဆော့ထားလို့ဖြစ်ပါတယ်။အမြဲပြုံးရွှေနေတဲ့မျက်နှာသပင်အဝါရောင်နဲ့ပေါ်တော်တော်ကောင်လေးရဲ့နာမည်ကတော့နာရုတိုဖြစ်ပါတယ်။သူ့ဆရာအီရုကာမိသွားပြီးတော့စာသင်ခန်းထဲကိုညင်ညင်တတာပဲကြိုးတုပ်ပြီးတော့ခေါ်လာခဲ့ပါတယ်။သူတို့ရွာမှာကျောင်းဆိုတာဟာစာရေးစာဖတ်အမိုက်ကောက်တာလောက်တင်တာမဟုတ်ဘဲနဲ့နင်ညာလောကမှာတက်ရတဲ့တိုက်ရေးခိုက်ရေးအပြင်ကျူစုလို့ခေါ်တဲ့မှော်ဆန်ဆန်နင်ညာအတက်တွေကိုသင်ကြားပေးတဲ့နင်ညာအကယ်ဒမီဖြစ်ပါတယ်။ဒီနေ့အတန်းမှာပေါင်မြောင်းကျူစုလို့ခေါ်တဲ့ရုပ်ပြောင်းရုံလဲအတက်ကိုကျောင်းသားတွေကစာမေးပွဲဖြေချရမှာဖြစ်ပါတယ်။ပထမဆုံးအဖြစ်ဆာကူရာဟာရူနိုလို့ခေါ်တဲ့ပန်းရောင်အင်ဂျင်နဲ့ကောင်မလေးကသူ့ဆရာအီရုကာအဖြစ်ပုံပြောင်းတာအောင်မြင်သွားပါတယ်။နောက်တစ်လက်မှာတော့ဆာစကဲလို့ခေါ်တဲ့ဘာဝမဂယူးမဆိုင်တဲ့ပုံစံနဲ့ကောင်လေးကအေးအေးဆေးဆေးပဲအောင်သွားပါတယ်။တတိယကတော့နာရူတိုရဲ့အလှည့်ဖြစ်ပြီးတော့အဝိမပါဆက်စီကြတဲ့ကောင်မလေးအဖြစ်ပြောင်းပြလိုက်ပါတယ်။သူကိုယ်တိုင်ကအဲ့ဒါကိုဆက်စီကျူစုလို့နာမည်ပေးထားပါတယ်။အဲ့ညမှာသူ့ဆရာကသူ့ကိုရွာရဲ့အကောင်းဆုံးနဲ့တဆိုင်နေသောရာမန်ဆိုင်မှာလိုက်ကြွေးပါတယ်။နာရူတိုကရွာကိုကာကွယ်ဖို့အသက်ပေးခဲ့တဲ့၄ယောက်မြောက်ဟိုကာကဲအကြောင်းကိုပြောနေရင်သူလည်းတနေ့ဟိုကာကဲတစ်ယောက်ဖြစ်လာရမယ်လို့သူ့ဆရာကိုပြောလိုက်ပါတယ်။နောက်တစ်နေ့အတန်းကတော့စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပြီးတော့ကျောင်းသားအားလုံးကကိုဘွားကျူစုကိုဖြေချရမှာဖြစ်ပါတယ်။ကိုဘွားကျူစုဆိုတာကကိုနဲ့တပုံစံနဲ့တူတဲ့နောက်တစ်ယောက်ကိုဖန်တီးရတဲ့နေညာအတက်ဖြစ်ပြီးတော့နာရူတိုရဲ့အညံ့ဆုံးကျူစုလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲနာရူတိုကလွယ်လို့ကျန်တဲ့ကျောင်းသားတိုင်းစာမေးပွဲအောင်ပြီးဂန်နင်းလို့ခေါ်တဲ့အငယ်တန်းနေညာလေးတွေဖြစ်လာကြပါတယ်။ဟိုကာကဲဖြစ်ချင်နေတဲ့နာရူတိုလည်းဂန်နင်းစာမေးပွဲမအောင်လို့ဝမ်းနေပြီးတယောက်တည်းဖြစ်နေချိန်မီဇူကီဆိုတဲ့နေညာတစ်ယောက်ကလာခေါ်သွားပါတယ်။အဲ့ဒီညမှာပဲနာရူတိုကအန်နေရများလုံးလို့ဂျိတ်ပိတ်ထားတဲ့လှုပ်ဝက်စာလေးကိုဟိုကာကဲရုံးခန်းကနေခိုးလာပြီးစာလေးရဲ့ပထမဆုံးမျက်နှာမှာပါတဲ့ထက်ဆင့်ကိုဘွားကျူစုအကြောင်းကိုဖတ်နေပါတယ်။ဒါကိုသိသွားတဲ့နင်ဂျာတွေလည်းခေါင်းမိတောက်ကုန်ပြီးနာရူတိုကိုလိုက်ရှာကြပါတယ်။အဲ့ဒီနေရာကိုအီရူဂါဆန်ဆဲရောက်လာတော့နာရူတိုကသူဒီစာလိတ်တွေကဂျူစုတစ်ခုကိုတက်တာနဲ့စာမေးပွဲအောင်လိုက်မယ်လို့မီဇူကီကပြောတာကြောင့်ဒီမှာလေ့ကျင့်နေတာလို့ပြောပါတယ်။အဲ့အချိန်မီဇူကီရောက်လာပြီးတော့အီရူဂါကိုတိုက်ခတ်ကနာရူတိုစီကလှုပ်ဝက်စာလေးကိုတောင်းပါတယ်။နာရူတိုကမပေးတဲ့ကြောင့်လွန်ခဲ့တဲ့12နှစ်ကကိစ္စကိုပြောပြလိုက်ပါတယ်။တကယ်တော့၄ယောက်မြောက်ဟိုကာကဲကမြေခွေးမိတ်ဆာကိုမွေးကင်းသားကလေးနာရူတိုရဲ့ကိုယ်ထဲမှာချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။အဲ့ညမှာပဲအီရူဂါရဲ့မိဘတွေလည်းမြေခွေးလက်ချက်ကြောင့်တည်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲရွာမှာရှိတဲ့လူတိုင်းကနာရူတိုကိုမိတ်ဆာတကောင်မကောင်းဆိုးဝါးတကောင်ရွာကိုဖျက်ဆီးမဲ့သူတယောက်အဖြစ်မြင်ပြီးဝိုင်းကျင်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့အီရူဂါသူ့လိုပဲမိဘမရှိကြီးပြင်းလာတဲ့နာရူတိုရဲ့ခန်းစားချက်တွေကိုနားလေတာကြောင့်လူတိုင်းရဲ့အာရုံစိုက်မှုကိုလိုချင်လို့စိုးသွမ်းနေတဲ့နာရူတိုဘက်ကအမြဲရည်တည်ပေးခဲ့တာဖြစ်ပါတယ်။အခုလည်းမီဇူကီပြစ်လိုက်ရဲ့စက်ကြောကိုနာရူတိုအစာဝင်ခံပေးပြီးကဲလိုက်တာကြောင့်နာရူတိုပြေးလို့ရသွားပါတယ်။တကယ်တော့မီဇူကီကနာရူတိုကိုတက်ပြီးတော့လှုပ်ဝက်စာလေးကိုလိုချင်နေတာဖြစ်ပါတယ်။အခုလည်းတေကန်နီးအချိန်ဒီမှာတော့အီရူဂါနာရူတိုကိုကာကွယ်ပေးနေပြီးတရွာလုံးကထင်တယ်လို့မိတ်ဆာတကောင်မဟုတ်ကြောင်ပြောနေပါတယ်။ဒါကိုချောင်းနှားထောင်ပြီးငိုနေတဲ့နာရူတိုကနေရာထွက်လာပြီးသူ့ရဲ့ဆရာကိုကာကွယ်ပေးပါတယ်။ပြီးရဲ့နောက်လက်တင်ငေတာတစ်ခုကိုလှုပ်လိုက်တဲ့အချိန်နာရူတိုတွေထောင်ထဲချီထွက်လာပါတယ်။အဲ့ဒါကထက်ဆင့်ကိုဘွားဂျူစုဖြစ်ပြီးအကြီးတန်းနေညာတွေတောင်မသုံးနိုင်တဲ့စာလိတ်ထဲကလှုပ်ဝက်ဂျူစုတစ်ခုဖြစ်ပါတယ်။မီဇူကီကိုအမောက်သိပ်ပြီးချိန်မှာတော့နာရူတိုကအရင်ဟိုကာကဲတွေထက်တာ